တခါတလေမှာကိုယ့်ရဲ့ခရိယန်အသက်တာကိုပြန်သုံးသပ်ကြည့်လိုက်တဲ့ခါကျတော့တခြားဘာမှပြောင်းလဲမှုလည်းမရှိဘူးဘာမှထူးခြားသွားတာမျိုးလည်းမရှိဘူးခရိယန်ဖြစ်လို့လည်းတခြားမယုံကြည်သူတွေနဲ့ဘာမှပြောင်းလဲသွားတာမျိုးလည်းမရှိဘူးဆိုပြီးတော့မှစဉ်းစားမိဘူးပါသလားခံစားမိဘူးပါသလားတခြားမယုံကြည်သူတွေလိုပဲကျွန်တော်တို့တွေစားခြင်းနဲ့တောက်ခြင်းနဲ့ပျော်ပါခြင်းနဲ့နော်ထွတ်တမြကုန်ပစ္စည်းတွေဝယ်ခြင်းနဲ့ဖုန်းအကောင့်စားတွေလိုခြင်းနဲ့နိုင်အကောင့်စားတွေလိုခြင်းရုံတမကပဲကြွားခြင်းနဲ့ဝါခြင်းနဲ့စတဲ့နော်တခြားမယုံကြည်သူတွေမှာရှိတဲ့လောကဆန်တဲ့လူတွေမှာရှိတဲ့အရာတွေနဲ့ပဲရှိနေတယ်ဆိုပြီးတော့မှစဉ်းစားပြီးတော့သုံးသက်ကြည့်မိဘူးပါသလားဒီနေ့မသုံးသက်ကြည့်မိဘူးဆိုရင်ကျွန်တော်နဲ့အတူသုံးသက်ကြည့်ရအောင်အရင်ဆုံးကျမ်းပိုက်လေးတစ်ပိုက်ကျွန်တော်ဖတ်ကြည့်ချင်ပါတယ် First Corinthians အခန်းကြီး3အငယ်3ထဲမှာယခုပင်လေဇာတိပဂတိလူဖြစ်ကြသည်ဂုံပြိုင်ခြင်းရန်တွေ့ခြင်းအချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍တင်တို့သည်ဇာတိပဂတိလူဖြစ်ကြသည်မဟုတ်လောလောကီထုံးစံအတိုင်းကျင့်ဆောင်ကြတယ်မဟုတ်လောဆိုပြီးတော့မှเนาะ First Corinthians ထဲမှာရှင်ပေါလုကကောရိန္သုအသင်းသူတင်သားတွေကိုဇာတိပဂတိဆန်လို့လောကီဆန်လို့ပေါ့နော်ဒီလောကရဲ့လွမ်းမိုးမှုတွေအောက်မှာရှင်သန်နေသေးလို့ဆိုပြီးတော့မှတွင်တင်ဆုံးမထားတဲ့ကျမ်းပိုက်လေးဖြစ်တယ်ဒီကျမ်းပိုက်လေးထဲမှာကြည့်မယ်ဆိုရင်နော်ဇာတိပဂတိဆန်ခြင်းဆိုတဲ့နော်ဇာတိဆန်ခြင်းဆိုတဲ့စကားလုံးလေး keyword လေးကိုကျွန်တော်တွေ့နိုင်တာဖြစ်တယ်ဒီ keyword လေးကဘာလဲဆိုတော့သူ့ရဲ့ပေါ့နော်ဒီသူ့ရဲ့ Greek original word ထဲမှာဘာလဲဆိုတော့ဒါ source ဆိုတဲ့စကားဖြစ်တယ်ဒါအင်္ဂလိပ်လိုဆိုတော့ flesh ဒါမှမဟုတ် body ဆိုပြီးတော့အဓိပ္ပာယ်ရတယ်ဒီ flesh body ဆိုတဲ့ဟာကပေါ့နော်ဒီဇာတိဆန်ခြင်းဆိုတာကကျွန်တော်တို့လူရယ်လို့ဖြစ်လာပြီဆိုရင် human nature ပေါ့နော် human condition တခုဖြစ်တယ်လူရယ်လို့ဖြစ်လာပြီဆိုရင်ဒီဇာတိဆန်ခြင်းကကျွန်တော်တို့ရဲ့ဘဝကိုမောင်းနေတယ်ဥပမာကွန်ပျူတာလိုမျိုးဆိုတော့ဒါကျွန်တော်တို့ရဲ့ operating system ဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ရဲ့ဘဝကိုမောင်းနေတဲ့အရာတစ်ခုဖြစ်တယ်ဒီအရာကသူ့ရဲ့တဘာဝအားဖြင့်နော်ဖះကိုဆန့်ကျင်တယ်တန်ရှင်တော်ဝိညာဉ်တော်ဒါမှမဟုတ်ဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေကိုသူကဆန့်ကျင်တယ်လောကီဆန်တယ်လောကဆန်တယ်လောကအရာတွေကိုမှပျော်မွေ့တယ်ပြီးတော့ဒီဟာကဒီစွမ်းအားတစ်ခုဖြစ်ပြီးတော့မှနော်ဒီဟာကကြတော့ဒီငါဆိုတဲ့ဟာနဲ့အထဲမှာသူကဘ ਹੁ ပြုတယ်ငါဘ ਹੁ ပြုတဲ့အရာဖြစ်တယ်သူလူကိုပေါ့နော်ကိုယ့်ကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကိုမိတ်ထားပြီးတော့မှဆန့်ကျင်ပြီးတော့မှနော်ကိုပေါ့နော်သူဖျားဖန်ဆင်းထားတဲ့အရာနဲ့ကိုပဲသူချက်တယ်ရှားပွေးခြင်းတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာကျွန်တော်ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေနော်ပတ်ဝန်းကျင်ဥပမာကျွန်တော်ဒီခေတ်မှာဆိုလဲဒီအရင်းရှင်စနစ်ရဲ့လွှမ်းမိုးမှုတွေအောက်မှာကုန်ပစ္စည်းတွေတစ်ခုပြီးတစ်ခုထုတ်ပြီးကုန်ပစ္စည်းတွေအများကြီးလိုချင်တယ်ဒါကြောင့်မို့လဲဒီလောကီဆန်တဲ့အရာတွေလောကီအာယုံကာမဂုဏ်လို့ခေါ်တဲ့တတ်မြင့်မှုတွေနဲ့ကျွန်တော်တို့တွေများစွာကျွန်တော်ပြည့်နေနေတာဖြစ်တယ်ပြီးတော့မှဒီ source ဆိုတာကဒီဇာတိဆန်ခြင်းဆိုတာကျွန်တော်တို့လူသားတွေရဲ့ပေါ့နော်ဒီရှင်ပေါလုရဲ့ theology ကိုကြည့်လိုက်မယ်ဆိုတော့ကျွန်တော်လူသားတွေရဲ့ဘဝထဲမှာlevel တစ်ခုကနေသူကတည်ရှိနေတယ်ပထမ level ကဘာလဲဆိုတော့အပေါ်သူ့ရဲ့ surface ပေါ့နော်အပေါ်ယံမှာကျတော့ဘာလဲဆိုတော့သူ့ရဲ့အသီးအပွင့်တွေဒီအသီးပွင့်တွေကဘာလဲဆိုတော့ဒီတောက်စားတာမူးရက်တာပေါ့နော်ဒီကာမဂုဏ်နဲ့ဆိုင်တဲ့လောကီအာယုန်တွေကိုခံစားတာဒါတွေကတကယ်တော့ဒါပထမ level မှာရှိတဲ့ပထမအသီးအပွင့်တွေ fruit တွေဖြစ်တယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့နှစ်နေတဲ့အရာကဘာလဲဆိုတော့ဒီသူ့ရဲ့ root ပေါ့နော်သူ့ရဲ့ဇစ်မြစ်ကဘာလဲဆိုတော့ဒီငါဆိုတဲ့စိတ်ဆန္ဒတွေเนาะတတ်မြင့်မှုတွေလူချန်တောင့်တမှုတွေเนาะဒီမာမာနတွေကသူ့ရဲ့ပထမ level ကဇစ်မြစ်တွေဖြစ်တယ်ဒီငါဆိုတဲ့အရာနဲ့လူချန်တောင့်တမှုတွေကနေခုနဒီအပွင့်တွေဖြစ်တဲ့တောက်စားမှုတွေမူးယစ်မှုတွေเนาะအဲ့ဒါတွေပေါ်လာတယ်ဆိုတော့ဒီကျွန်တော်တို့ရဲ့ရှင်ပေါလုပြောခြင်းနဲ့ရှင်ပေါလုရဲ့ theology ကကြတော့ကျွန်တော်တို့ရဲ့လူသားတွေရဲ့ဘဝကိုဒီเนาะဒီဇာတိတဘောကမောင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့တွေခရိယန်ဖြစ်လာတဲ့ခါမှာဒီဇာတိဆိုတဲ့သဘောတရားကချုပ်ငြိမ်ရမယ်ဒီဇာတိဆိုတဲ့ဟာကကျွန်တော်တို့ကိုမောင်းနေရာကနေခရစ်တော်ကကျွန်တော်တို့ရဲ့ဘဝကိုမောင်းနေရမယ်ဆိုပြီးသူကပြောတယ်ဒါပေမဲ့ပြဿနာကဒီနေ့မှာကျွန်တော်တို့ကဒီဇာတိဆန်တဲ့ကျွန်တော်တို့ရဲ့ operating system ကြီးကိုကျွန်တော်တို့ကရင်ဆိုင်ကြော်လွှားနိုင်စွမ်းမရှိဘူးဒါဆိုဒီဟာကိုကျွန်တော်တို့ဘယ်လိုကြော်လွှားကြမလဲဆိုတော့เนาะလက်တွေ့ကြတဲ့မေးခွန်းဘက်ကိုကျွန်တော်တို့ပြန်သွားကြည့်မယ်ဆိုเนาะရှင်ပေါလုကသူကဘာပြောလဲဆိုတော့ဘယ်လို overcome လုပ်ရမလဲဘယ်လိုကြော်လွှားရမလဲဆိုပြီးတော့သူဘာပြောလဲဆိုတော့နံပါတ်1ချက်အနေနဲ့ကျွန်တော်တို့ပေါ့เนาะဒီဟာကိုကြော်လွှားဖို့အတွက်
walk in the spirit နော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ရှောက်လန်းရမယ်လို့ပြောတယ်ဘာလို့ဆိုတော့ဒီအရာကဇာတိဆန်တဲ့အရာကကျွန်တော်တို့ရဲ့အတွင်းနှလုံးသားထဲမှာနော်လှုပ်ရှားတည်ရှိနေတဲ့နော်force တစ်ခုဖြစ်တဲ့အတွက်ဒီဟာကိုတန်ရှင်တော်ဝိညာဉ်တော်ရဲ့အကူအညီနဲ့ပဲကျွန်တော်တို့ကရင်ဆိုင်ကြော်လွှားနိုင်မယ်ကျွန်တော်ရဲ့ will power နဲ့မရဘူးလို့ပြောတယ်အဲဒါကြောင့်မို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ရှောက်လန်းရမယ်ပြီးတော့ဒုတိယအနေနဲ့ဒီအရာတွေပေါ့နော်အထူးသဖြင့်ဒီလိုမျိုးဆိုးဝါးတဲ့ bad habit တွေဒီဆိုးဝါးတဲ့တောက်စားမှုရခြင်းစတဲ့ဒီအရာတွေကိုမလှုပ်ဘူးဆိုပြီးတော့မှနော်ဒီညှင်းဆာယုံနဲ့မကြော်လွှားနိုင်ဘူးလို့ပြောတယ်ဒီအရာတွေကိုကောင်းသောအရာနဲ့နော်ဒီ Galatians ထဲမှာသူပြောတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့အသီးအပွင့်တွေနဲ့ကျွန်တော်တို့အစားထိုးရမယ်လို့ပြောတယ်အဲဒါကြောင့်မို့ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစတဲ့တန်ရှင်သောဝိညာဉ်တော် positive ဆန်တဲ့နော်အရာတွေနဲ့ကျွန်တော်တို့တွေ replace လုပ်မှပဲနော်အစားထိုးမှပဲဒါတွေကိုရင်ဆိုင်ကြော်လွှားနိုင်မယ်လို့ရှင်ပေါလုကဆက်ပြောထားတယ်ပြီးတော့မှဒီအရာရှင်ပေါလုပြောတဲ့အရာကဒီကျွန်တော်တို့ရဲ့ခေတ်တဲ့နော်စိတ်ပညာလို့ခေါ်တဲ့ဒီ modern psychology ရဲ့တွေးရှိချက်တွေနဲ့လည်းကိုက်ညီနေတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မို့ဒီ modern psychology က bad habit တွေပေါ့နော်သူက bad habit တွေ change ချင်ပြီဆိုရင်ဒီ bad habit ကိုငါမလုပ်ဘူးဆိုပြီးတော့ညှင်းဆန်ရုံနဲ့ကျွန်တော်တို့မကြော်လွှားနိုင်ဘူးလို့သူကပြောတယ်ဘာလို့လဲဆိုတော့ဒီ bad habit တွေကိုပြောင်းလဲဖို့အတွက်ဆို remove ပြုံနဲ့မလုံလောက်ပဲနဲ့ replace ပေါ့နော်ဒီကောင်းတဲ့တခြား good habit တွေနဲ့ replace မှပဲဒါကိုကျော်လွှားနိုင်မယ်လို့ပြောတယ်အဲ့ဒါကို habit loop လို့ခေါ်ကြတယ်နော် modern psychology မှာအဲ့တော့ဒီအရာတွေကိုကျွန်တော်တို့ကကောင်းသောအရာတွေနဲ့ replace လုပ်မှပဲကျွန်တော်ကျော်လွှားနိုင်မှာဖြစ်တယ်ပြီးတော့နောက်ဆုံးတတိယအနေနဲ့ကျွန်တော်တို့ဘယ်လိုပေါ့နော်ဒီအဆုံးတက်ရမလဲဆိုတော့ဒီဇာတိဆန်တဲ့အရာတွေကိုကျွန်တော်တို့ကကားတိုင်းမှာ crucify လုပ်ရမယ်ချိတ်ဆွဲထားရမယ်เนาะ Galatians ကထဲမှာသူစစ်ပြောရှင်ပေါလုစစ်ပြောထားတယ်ဒီအရာတွေကိုဇာတိတဘောဆန်တဲ့အရာတွေကိုကျွန်တော်တို့ကကားတိုင်းပေါ်မှာချိတ်ဆွဲထားနိုင်မှာပဲချိတ်ဆွဲပြီးတော့မှเนาะကိုယ်ထဲမှာရှင်တန်နေတဲ့လူဟာကိုမဟုတ်တော့ဘူးငါဆိုတဲ့အတ္တမာနဟာဒီကားတိုင်းပေါ်မှာเนาะ crucify လိုက်ပြီကားတိုင်းပေါ်မှာချိတ်ဆွဲလိုက်ပြီဆိုမှပဲကိုယ်ထဲမှာရှင်တန်နေတဲ့လူဟာခရစ်တော်ပဲဆိုပြီးတော့မှမြင်နိုင်မှပဲဒါကိုကြော်လွှားနိုင်မယ်လို့ပြောတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင်တမန်တော်ချင်းနေနဲ့ကျွန်တော်တို့ရဲ့ဘဝကိုမောင်းနေနေတာကကျွန်တော်တို့ရဲ့ operating system ဟာ SARS လို့ခေါ်တဲ့ flash ပေါ့နော်ဒီဇာတိတဘောဖြစ်တယ်ဒီဇာတိတဘောကိုကြော်လွှားနိုင်ဖို့အတွက်ကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုမှာပဲကျွန်တော်တို့ရင်ဆိုင်ကြော်လွှားနိုင်မှာမဟုတ်ဘူးပြီးတော့မှဒီမကောင်းမှုတဲ့အရာတွေကိုကျွန်တော်တို့ညှင်းဆန်ရုံနဲ့ကျွန်တော်တို့မကြော်လွှားနိုင်ဘူးကျွန်တော် replace လုပ်ရမယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အသီးပွင့်တွေဖြစ်တဲ့ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစတဲ့အရာတွေနဲ့ replace လုပ်ရမယ်ဥပမာဒီနေ့ညငါအရင်မတောက်ဘူးဆေးလိမ်မတောက်ဘူးเนาะဒါမှမဟုတ်လဲငါဒီပါတီတွေမသွားဘူးလို့ညင်းစာယုံနဲ့မလုံလောက်ဘူးဒီနေ့ညမှာငါကောင်းသောအရာတွေဖြစ်တဲ့เนาะကျွန်တော်စာတောက်ဖတ်မယ်ဘဝတိုးတက်ဖို့အတွက်เนาะအရာလေးတစ်ခုလုပ်မယ်စာအုပ်လေးတောက်ဖတ်မယ်ဆိုပြီးတော့မှကောင်းတဲ့အရာတွေနဲ့ replace နိုင်မှပဲဒီဟာကိုကျွန်တော်ကြော်လွှားနိုင်မယ်ပြီးတော့မှတတိယအနေနဲ့ကျွန်တော်တို့ရဲ့အတ္တမာနငါဆိုတဲ့စိတ်ဓာတ်ကိုကျွန်တော်တို့ကားတိုင်းပေါ်မှာ crucify လုပ်ရမယ်ချိတ်ဆွဲထားနိုင်မှပဲเนาะကားတိုင်းပေါ်မှာလုံးလုံးကိုကျွန်တော်တို့ကွပ်မြက်နိုင်မှပဲကျွန်တော်တို့ဒီဇာတိတဘောတရားကိုကျွန်တော်တို့ရင်ဆိုင်ကြော်လွှားနိုင်မယ်ဆိုပြီးတော့မှရှင်ပေါလုပြောထားတယ်ပေါ့နော်ဒီရှင်ပေါလုရဲ့တွင်တင်ချက်နဲ့ဒီနေ့ညီကိုမောင်နှမတွေကိုဒီနေရာကနေခွန်အားပေးတိုက်တွန်းချင်ပါတယ်